များတို့သဘောကျတဲ့အဆိုတော်တေးရေးဆရာတွေရဲ့သချင်းတွေကတကယ်ပဲသူတို့ကိုယ်တိုင်ရေးတာလားလို့ဘယ်တော့မှတန်တရားဝင်ဘူးလားဒီနေ့ကျွန်တော်တို့ဂီတလောကရဲ့လျှို့ဝှက်ချက်အကြီးဆုံးတစ်ခုကိုဖော်ထုတ်ပြမှာပါ Ghostwriters ခေါ်တဲ့အရေးလူတွေရဲ့ကဘာတဲကိုလိုက်ခဲ့ကြရအောင်ဒီနေ့ခေတ်ဂီတလောကမှာအမှုပညာရှင်တယောက်အတွက်သချင်းတွေဖန်တီးပေးတဲ့ Ghostwriters ဆိုတာဘယ်သူတွေလဲသူတို့ကနာမည်ကြီးအမှုပညာရှင်တွေအတွက်သချင်းစာသားတွေတေးသွားတွေဒါမှမဟုတ်သချင်းတစ်ပုဒ်လုံးကိုလျှို့ဝှက်စွာရေးပေးတဲ့သူတွေပေါ့အမှုပညာရှင်ရဲ့နာမည်နဲ့ထွက်လာပေမဲ့တကယ်တမ်းနောက်ွယ်ကဖန်တီးခဲ့သူကအခြားတစ်ယောက်ဖြစ်နေတာမျိုးပါဘာလို့ Ghostwriter တွေလိုအပ်ရတာလဲအကြောင်းပြချက်တွေကအများကြီးပါပဲအမှုပညာရှင်တွေကအမြဲတမ်းခရီးသွားနေရတာဖျော်ဖြေပွဲတွေရှိတာအင်တာဗျူးတွေဖြေရတာစတဲ့အလုပ်များတဲ့ဘဝပုံစံကြောင့်တချင်းရေးဖို့အချိန်မပေးနိုင်တာမျိုးရှိပါတယ်တချို့ကြတော့လေသူတို့ရဲ့အမှုပညာပုံစံနဲ့မတူတဲ့တချင်းမျိုးကိုလိုချင်တာဒါမှမဟုတ်ရေးရမယ့်တချင်းမျိုးစားကိုမကျွမ်းကျင်တာမျိုးလည်းရှိနိုင်ပါတယ်ဥပမာရက်အဆိုတော်တယောက်ကပေါက်တချင်းတစ်ပုဒ်လုပ်ချင်နေဆိုပါတော့သူကိုယ်တိုင်ရေးတာထက်ပေါက်တချင်းရေးရာမှာကျွမ်းကျင်တဲ့ Ghostwriter ကိုအကူအညီယူတာကပိုပြီးထိရောက်တာပေါ့ဒါအပြင်တေးထုတ်လုပ်ရေးကုမ္ပဏီတွေကလည်းအမှုပညာရှင်တယောက်စီကနေတချင်းပုတ်ရည်များမြန်ထွက်စေခြင်းတဲ့အတွက် Ghostwriter တွေကိုငှားရမ်းတက်ကြပါတယ်ဒါဟာစီးပွားရေးဗျူဟာတစ်ရက်လည်းဖြစ်ပါတယ်တကယ်တော့ဒီအလေးထားကဂီတလောကမှာနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာပါအရင်ခေတ်ကနာမည်ကြီးအဆိုတော်ကြီးတွေအခုခေတ်ရဲ့ကဘာကျော် pop star တွေအထိ Ghostwriter တွေကိုအသုံးပြုနေကြတာပါအံ့အားသင့်စရာကောင်းတာကကျွန်တော်တို့အထင်ကြီးလေးစားရတဲ့တေးရေးဆရာအချို့ကလည်းတခြားသူတွေအတွက်ရေးပေးခဲ့ဘူးတာမျိုးတွေရှိပါတယ်ဥပမာအားဖြင့်နာမည်ကျော်အဆိုတော်တဦးရဲ့အောင်မြင်ဆုံးသချင်းအချို့ဟာသူကိုယ်တိုင်ရေးတာမဟုတ်ဘဲ Ghostwriter တွေရဲ့လက်ရာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ဘူးပါတယ်ဒါအပြင်ကနဝင်တေးသချင်းများစွာရဲ့နောက်ွယ်မှာလည်းနာမည်မထွက်တဲ့တေးရေးဆရာများစွာရှိနေတတ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်အမှုပညာရှင်တွေရဲ့အမှုပညာသက်တမ်းကိုပိုရှည်စေပြီးပရိသတ်တွေကိုလည်းအမျိုးအစားစုံတဲ့သချင်းတွေပေးနိုင်တာပေါ့ဒါဆိုတာကမှန်သလားမှားသလားတချို့ကဒါဟာပရိသတ်ကိုလိမ်ညာရာရောက်တယ်အမှုပညာရဲ့စစ်မှန်မှုကိုပျက်စီးစေတယ်လို့ပြောကြပါတယ်ကိုယ်တိုင်မဖန်တီးပဲကိုယ်နာမည်နဲ့ထွက်လာတာကမသင့်တော်ဘူးပေါ့ဒါပေမဲ့တခြားတစ်ဖက်မှာကြတော့လေဒါကဂီတထုတ်လုပ်မှုရဲ့ပုံစံတစ်မျိုးပဲလို့မြင်ကြပါတယ်ဒါဟာအဖွဲ့လိုက်လှုပ်ဆောင်မှု collaboration တစ်ခုပါပဲရုပ်ရှင်ကားတကားရိုက်ရင်ဒါရိုက်တာသရုပ်ဆောင်ဇာတ်ညွှန်းရေးဆရာအများကြီးပူးပေါင်းပါဝင်ရတယ်လို့ပဲဂီတဖန်တီးမှုမှာလည်းနောက်ွယ်ကနေအများကြီးပံ့ပိုးပေးနေတဲ့သူတွေရှိတယ်လို့ဆိုပါတယ်အမှုပညာရှင်ကတချင်းကိုတီးဆိုဖျော်ဖြေပြီးသူ့ရဲ့အတန်သူ့ရဲ့ပုံစံနဲ့အသက်သွင်းလိုက်တာကလည်းအမှုပညာဖန်တီးမှုရဲ့အစိတ်ပိုင်းတစ်ခုပါပဲဒီလိုအရေးလူတွေရဲ့အခန်းကဏ္ဍကဂီတလောကကိုဘယ်လိုပြောင်းလဲစေလဲတစ်ဖက်မှာတော့အမှုပညာရှင်တွေအတွက်အောင်မြင်မှုလမ်းကြောင်းကိုပုံမမြန်ဆန်စေပြီးပရိသတ်အတွက်လည်းအရေးသွေးမြင့်ပြီးအမျိုးအစားစုံတဲ့သချင်းတွေကိုပုံမှန်နားဆင်ခွင့်ရစေပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့အမှုပညာရှင်ရဲ့ကိုယ်ပိုင်ဖန်တီးမှုစွမ်းရည်ကိုပရိသတ်တွေအထင်မှားစေနိုင်ပါတယ်တကယ်တမ်းဘသူကဘယ်သချင်းကိုရေးခဲ့တာလဲဆိုတဲ့မေးခွန်းတွေကအမြဲရှိနေမှာပါဒါဆိုဒီလိုလျှို့ဝှက်ချက်တွေကိုတီးလိုက်ရတဲ့အခါခမားတို့ရဲ့အမြင်တွေပြောင်းလဲသွားပြီလားဂီတကိုနားဆင်တဲ့အခါအမှုပညာရှင်တွေကိုအားပေးတဲ့အခါဘယ်အရာကိုအဓိကထားပြီးတန်ဖိုးထားမလဲအမှုပညာရှင်ရဲ့စွမ်းဆောင်ရည်လားတချင်းရဲ့အရေးသွေးလားဒါမှမဟုတ်ဖန်တီးမှုရဲ့စစ်မှန်မှုလားဒီမေးခွန်းတွေအတွက်အဖြေကတော့ပရိသတ်တဦးချင်းစီရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်ပါတယ်ဒါပေမဲ့တခုတော့သိကြပါတယ်ဂီတလောကရဲ့နောက်ွယ်မှာမြင်နေရတဲ့အရာတွေထက်ပိုမိုနှဆိုင်တဲ့ကဘာတစ်ခုရှိနေတယ်ဆိုတာပါပဲဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like share လုပ်ပေးဖို့မမေ့ပါနဲ့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးပါဦးနော်နောက်တစ်ပတ်မှာဘယ်လိုလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ရမလဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦး